ယေရှုသည်ကြီးပြင်းရာနာဇရက်မြို့သို့ကြွတော်မူ၏နေကောင်းလားသမီးဟုတ်ကဲ့ရှင်ဥပုံနေ၌ထုံးစံအတိုင်းဘုရားရှိခိုးကျောင်းသို့သွားရာပရောဖက်ဟေရှာယ၏ကျမ်းစာကိုပေး၍ဖတ်ခိုင်းလေ၏ဖျားကြီးဝိညာဉ်တော်သည်ငါပေါ်တည်သည်ဆင်းရဲသားတို့အားဝမ်းမြောက်ဖွယ်သတင်းပြောရန်၎င်းဖန်စီချုံတော်ခံရသူလွတ်မြောက်ရန်နှင့်မျက်စိကန်းသူများမြင်ခွင့်ရရန်ညှင်းဆဲခံရသူများကိုကယ်တင်ရန်ဖျားသခင်၏မင်္ဂလာသတင်းကိုကြားပြောရန်ငါကိုစေလွှတ်တော်မူပြီမှန်လိုက်တာတင်တို့ကြားတဲ့အတိုင်းဒီကြမ်းချက်ဟာယနေ့ပြည့်စုံပြီကျမ်းစာပြည့်စုံလာပြီကတိရှင်ပဲဒီကြမ်းချက်ကိုပြည့်စုံစေမယ်မဟုတ်လားဘယ်လိုလုပ်သိလဲတင်တို့ဟာတန်တရားရှိစွာနဲ့သမားတော်ကြီးခင်ဗျကပေရနောင်မြို့မှာယောဂပျောက်စေသလိုပဲကိုမြို့မှာလည်းလုတ်ပါလားလို့ပြောမယ်မဟုတ်လားငါပြောပြမယ်ဘယ်ပြောဘက်မှာကိုနေရမှာမျက်နှာမရဘူးဤသို့ပြောခြင်းဖြင့်ယေရှုကသူသည်မေရှိယဖြစ်ကြောင်းကိုပြနေပါသည်ယူဒလူတို့ကသူ့ကိုမေရှိယအဖြစ်လက်မခံကြပါယေရှုကိုတောင်စွန်းမှတွန်းချလိုတော်လေသူတို့လည်းမှရှောက်၍ကြွတော်မူ၏